ကောင်မလေးတယောက်ဟာအရွယ်ရောက်တာနဲ့တပြိုင်နက်နိုင်ငံရေးရှုပ်ထွေးတွေကြားထဲမှာအတုံးချခံရပြီးအတင်းကျပ်လက်ထပ်ထင်းများခြင်းကိုခံခဲ့ရပါတယ်။ဒါဟာဘာကြောင့်လဲဆိုတော့သူမဟာတန်ခိုးကြီးလာတဲ့ဖိနှိပ်ငတ်မင်းဝင်စားတဲ့သူဖြစ်နေလို့ပါပဲ။သူမကိုပိုင်ဆိုင်တဲ့သူဟာတနိုင်ငံလုံးကိုတိမ့်ပိုက်စိုးစံနိုင်မယ်လို့လူတွေကယုံကြည်နေကြတာပါ။ဒီလိုနဲ့တာကြီးဖြစ်တဲ့မင်းသားကြီးဟာအိမ်ရှိမင်းသားယာရုကမိမိလက်ခုပ်ထဲခဲ့ရပဲဆိုပြီးဘဝင်တွေမြင့်လို့နေပါတယ်။သူဟာမင်းသမီးရဲ့မျက်နှာသာပေးမှုကိုရဖို့အတွက်အလောတက်ကြီးရှေ့တိုးလာပြီးမင်းသမီးရဲ့အစေခံမင်းကလေးကိုတောင်ရိုင်းဆိုင်တွန်းဖယ်ပစ်ခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းကျင်တော့တားလက်ဖြစ်တဲ့မင်းသားလေးကအဲ့ဒီအစေခံမလေးကိုအချိန်မီဖမ်းထိန်ပေးလိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီမင်းသားနှစ်ပါးရဲ့စိတ်နေသဘောထားကိုစမ်းသပ်ဖို့အတွက်မင်းသမီးကအစေခံနဲ့အဝတ်စားခြင်းလဲပြီးဟန်ဆောင်ခိုင်းထားမှန်းဘယ်သူမှမသိခဲ့ကြပါဘူး။မင်းသမီးဟာမင်းသားလေးနဲ့အကြည့်ချင်းစုံမိတဲ့အချိန်မှာတင်သူ့ကိုချက်ချင်းဆွဲလန်းနှစ်သက်သွားခဲ့ပါတယ်။ဒါပေမဲ့မင်းသားလေးကတော့ဒီမင်းကလေးဟာမင်းသမီးစစ်ဖြစ်မှန်းကြိုတင်သိနေခဲ့လို့သာမင်းသားကြီးကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တာဆိုတာကိုတော့မင်းသမီးလေးကောင်းနဲ့လုံးဝမယိမ့်မိခဲ့ပါဘူး။မင်းသားကြီးဟာဒေါသကြီးနဲ့အစေခံထင်းနဲ့မင်းသမီးကိုရိုက်ဖို့လက်ရွယ်လိုက်ပေမဲ့မင်းသားလေးကချက်ချင်းတားဆီးလိုက်ပါတယ်။ရဲပြုတ်မှုကမင်းသားကြီးကိုပိုပြီးဒေါသထွက်စေခဲ့ပါတယ်။ဒါကြောင့်သူဟာလူသူကွဲရခွင့်ရေးကိုစောင့်ပြီးမင်းသမီးလေးကိုရေကန်နဲ့တွန်းချပစ်လိုက်ပါတော့တယ်။ခက်တာကမင်းသမီးလေးဟာရေလုံးဝမကူးတက်ရှာပါဘူး။ဒါကိုမြင်မြင်ချင်းပဲမင်းသားလေးဟာရေထဲကိုချက်ချင်းခုန်ဆင်းပြီးသူမကိုဘေးကင်းရာသို့ဆွဲတင်ကယ်ဆယ်ခဲ့ပါတယ်။မင်းသမီးလေးဟာဒီအကြောင်းကိုကြားသိရတဲ့အခါရင်ထဲမှာကြည်နူးပီတိတွေရှမ်းတက်သွားခဲ့ပါတယ်။မင်းသားတစ်ပါးဖြစ်ပြီးအစေခံတယောက်အတွက်နဲ့မိမိအသက်ကိုပါစွန့်စားပြီးရေထဲခုန်ဆင်းခဲ့လိမ့်မယ်လို့သူမလုံးဝမထင်ထားခဲ့မိပါဘူး။သူတို့နှစ်ဦးစကားပြောနေတော့ကောင်းကင်ယံမှာမိရှုမိပန်းတွေရုတ်တရက်လင်းထိန်သွားခဲ့ပါတယ်။ဤကဲ့သို့ကြည်နူးဖို့ကောင်းတဲ့အခိုက်အတန့်မှာမင်းသမီးလေးဟာမင်းသားလေးကိုမိမိရဲ့ရင်တွင်းဖြစ်အချစ်တွေကိုဖွင့်ဟဝန်ခံလိုက်ပါတော့တယ်။သို့တော်လည်းမင်းသားလေးကတော့မင်းသားတစ်ပါးရဲ့ကုန်ချက်ကြအောင်ဆိုပြီးသူမရဲ့အချစ်ကိုညှင်းပယ်ခဲ့ပါတယ်။အမှန်တော့ဒါတွေအားလုံးဟာအိမ်ရှိမင်းသားယာရုကိုရယူဖို့အတွက်မင်းသားလေးကြိုတင်ကွက်ချစီစဉ်ထားတဲ့အစီအစဉ်တစ်ခုသာဖြစ်ပါတယ်။မင်းသားလေးကိုပဲလက်ထပ်ဖို့ဆုံးဖြတ်လိုက်တဲ့မင်းသမီးလေးဟာနောက်တနေ့မှာတော့သူမရဲ့မင်းသမီးစစ်အမှန်အဆောင်ရောင်တွေကိုပြန်ဝတ်ဆင်ပြီးလူများရှေ့မှာတင်မင်းသားလေးကိုစစ်ဆက်ကြောင်းလန့်ဖို့လက်ဆောင်ပနာတွေပြောင်ပြောင်တင်းတင်းပေးအပ်လိုက်ပါတော့တယ်။ဤမြင်ကွင်းကိုကိုယ်တိုင်မျက်မြင်တွေ့လိုက်ရတဲ့မင်းသားကြီးကတော့အခွင့်အရေးကြီးလက်လွတ်သွားရတဲ့အတွက်နောင်တကြီးကျယ်ရသွားခဲ့ရလေတော့တယ်။